ဒါတော့စောက်ရမိုက်တဲ့တချင်းပေါ့နော်မင်းရုပ်လည်းမဆိုးကွာမင်းစင်းရဲတာလည်းမဟုတ်မင်းနှက်ကြီးတွေနိုင်နေလို့လေတူတွဲတဲ့ကောင်လေးလည်းကြည့်ပါဦးငါလည်းအလောက်ရုပ်ဆိုးတာမလောက်ကျဲနေလားမုတ်စိမ်မွေးနေလာလဲမလားလာမလာနေဘူးပါလားအပေါ်ကစပင်ကလည်းခလေခွဲတာဒီမရှိရဲ့မွေးကိုအောက်ကမုတ်စိမ်နေအပေါ်ကခလေခွဲနေအမှကြည့်တယ်မွေးကခွဲတာပါဖြစ်လေရုပ်ဆိုးလိုက်တယ်ကွာကြည့်ရတာသူများကပြောတာနေရုပ်ကတော့တော်တော်လာနေဆိုတော့ငါရုပ်ကမင်းရုပ်တဲ့အများကြီးတာတယ်ရအဲ့ဒါဆိုရုပ်ချောပြိုင်မလားမင်းကလည်းဘသူပိုချောပြိုင်မလားဟမ်ရအဲ့တော့ငါမှဆော်ရှိတယ်မင်းမှဆော်ရှိတာဟမ်ဟုတ်ပြိုင်မလားမင်းကလည်းဘသူပိုချောပြိုင်မလားဟမ်ရအဲ့တော့ငါမှဆော်ရှိတယ်ငါမှဆော်ရှိရမင်းမှဆော်ရှိလားမှဆော်ရှိတာဟမ်အခု2025ခုနှစ်အတွင်းမှာကျမတို့တွေနဲ့မနစ်ကတည်းကဥတွေကိုပုံမဥနိုင်ဖို့ကြိုးပမ်းသွားမှာဖြစ်တယ်။ဒါကြောင့်ပုံမဥထား2025ဆိုတဲ့ဆောင်းမုတ်ကိုချမှတ်ပြီးအကောင့်နဲ့ပေါ်သွားမှာဖြစ်တယ်။ကျမတို့အနေနဲ့တခါဥ5လုံးကနေ10လုံး15လုံးထိဥနိုင်အောင်လေ့ကျင့်ပြင်ဆင်ထားကြရမှာဖြစ်တယ်။မကြိုးစားဘဲနဲ့တော့အောင်မြင်မှုဆိုတာရလာမှာမဟုတ်ဘူး။ဒါကြောင့်ဥများများဥနိုင်ဖို့ခေငောင်းကျအောင်လှုပ်ထားကြဖို့မှာကြားလို့တယ်။မရှင်းတာရှိကြလားရှိပါတယ်ရှင်။ဘာမရှင်းတာလဲပြော။ကျုပ်တွေကတစ်ဖက်မျိုးစားမတူရောရလားရှင်။ Good question ကျဖာရီတော့ကတော့ကျမဆန္ဒရှိတဲ့လောက်ခွင့်ပြုပေးထားတယ်လိုအပ်ရင်ငါမဝင်